အနားယူပြီးမှချမ်းသာလာတဲ့ဘောလုံးသမား3ယောက်မင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေတချို့နာမည်ကျော်ဘောလုံးသမားတွေကကစားသမားဘဝမှာအရန်ကိုအောင်မြင်ပြီးငွေကြေးတွေအရန်ကြွယ်ဝချမ်းသာငယ်ဘောလုံးကစင်းရဲခဲ့တဲ့များကနေရုံထွက်နိုင်ခဲ့ကြသလိုတချို့ကြတော့လည်းကစားသမားဘဝအပြီးမှာအတုံးဖြုံမတက်လို့မွေးတည်သွားတာတွေရှိပါတယ်အဲ့ဒီထဲကနေထူးခြားတဲ့ကစားသမားတချို့ကတော့ကစားသမားဘဝမတိုင်ခင်ကတည်းကနေချမ်းသာနေကြတာဖြစ်ပါတယ်တချို့ကြတော့လည်းအနားယူပြီးမှပိုချမ်းသာလာကြတာမျိုးရှိပါတယ်အနားယူပြီးမှပိုချမ်းသာလာတဲ့ကစားသမားထဲမှာ Thomas Gravenson လည်းပါပါတယ် Everton အသင်းလိဂ်ရဲ့အဆင့်4နေရာထိရောက်ခဲ့တော့ပါဝင်ခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ Real Madrid ကိုတောင်တွားကစားပူးပါတယ် Real မှာ Robinho လိုကစားသမားနဲ့ရန်ဖြစ်တာ Ronaldo ကြီးလိုကစားသမားကိုလက်ကျင်ရင်ကွင်းမှာလူချတာတွေကြောင့်ဤပြကာပယ်လိုကသူ့ကိုသဘောမကျတော့ဘဲ Celtic ကိုပြန်ရောက်ပစ်လိုက်ပါတယ်Celtic မှာလည်းသူကပြဿနာတွေကြီးရှာနေပြီးခြေစွမ်းကမကောင်းတာနဲ့ Everton ကိုအငားပြန်လာတော့လည်းအဆင်မပြေပါဘူးအနားယူသွားတော့လည်းဘယ်တော့မှမချမ်းသာတော့ပါဘူးကံကောင်းချင်တော့သူက Las Vegas မှာလောင်းစားလုပ်ရင်းနဲ့ဒေါ်လာတန်းတရာနိုင်ခဲ့ပါတယ်အဲ့ဒီမှာတစ်ခါပြန်ချမ်းသာလာခဲ့ပါတယ်အခုတော့ Denmark မှာအချိန်ပိုင်းအားကစားတင်ဆက်သူပြန်လုပ်ရင်းနဲ့ AC နားနေပါတယ်နံပါတ်1အနေနဲ့ကတော့ Vanny Jones ဖြစ်ပါတယ်သူက Leeds United Chelsea Sheffield United QPR စတဲ့အသင်းတွေမှာကစားခဲ့ပြီးသူနဲ့တွဲအတီးဆုံးကတော့ FA Plus ဆုခုခဲ့တဲ့ Wimbledon တင်းနဲ့ဖြစ်ပါတယ်တကိတခါ United အသင်းရဲ့ကောင်းဆောင်လူကျန်းကြီး Roy Keane နဲ့ United ရဲ့ထင်ရလို့တတ်တဲ့တိုက်စစ်မှု Eric Cantona တို့တောင်သူနဲ့ဆိုရင်ငြိမ်နေခဲ့ရတဲ့လူကျန်းကြီးဖြစ်ပါတယ်အရင်ကကစားပွဲစီးမင်းနေကြောင်းသူကအဲ့လိုကစားခွင့်ရခဲ့တာပါအခုဆိုရင်တော့ပွဲပေကြီးခံရမှာဖြစ်ပါတယ်သူကကစားသမားဘဝမှာနာမည်ကျော်အသင်းတွေစီမရောက်ခဲ့တယ်လို့အင်္ဂလန်အသင်းမှာလည်းမကစားခဲ့ဘူးပါဘူးဆိုတော့ဘာမှမလုပ်လိုက်ရပဲလူချရဲ့အနားယူသွားခဲ့ရပြီးအောင်မြင်လို့လည်းမရတယ်လို့ငွေကြီးလည်းတိတ်မချမ်းသာပါဘူးဒါပေမဲ့သူအောင်မြင်လာတာကရုပ်ရှင်လောကကိုရောက်မှဖြစ်ပါတယ်သူ့ကို X-Men The Last Stand ထဲမှာဂျက်ကနဲ့အဖြစ်ပါဝင်ခဲ့တာကိုပြည်သက်သူကြည်ပူးမှာပါ Stallone Arnold တို့နဲ့လည်း Escape Plan ဆိုတဲ့စကားထဲမှာတူတူtiêuဆောင်ခဲ့ပါတယ် EU Trip ဆိုတဲ့လူငယ်ဟာတာကားလေးထဲမှာလည်းသူကUnited ပြည်သက်ဘောလုံးလူဆိုးဟူလီဂန်ကောင်းဆောင်ပြင်ပါဝင်ထားတာကိုသိကြမှာပါ She's the Man ဆိုတဲ့ American လူငယ်ကျောင်းဟာတာစကားလေးထဲမှာလည်းသူပါဝင်ပြန်ပါတယ်အဲ့ဒီလိုရုပ်ရှင်စကားတွေကြောင့်ပဲသူကဒေါ်လာ10 တန်းလောက်ကျွေးလာခဲ့ပါတယ်နံပါတ်3အနေနဲ့ကတော့ Mika Richards ဖြစ်ပါတယ်သူကအသက်ငယ်ငယ်ကလေးကနေ Leeds United Academy မှာလေ့ကျင့်ခဲ့ပေမဲ့သူ့ကိုအတင်းကနေအရေးတွေးမပြည့်မီလို့ဆိုပြီးထုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့သူကလက်မလျှော့ပဲစူးစမ်းပြီးအသက်14နှစ်မှာ Man City Academy ကိုရောက်လာပြီး Man City နဲ့ပွဲထွက်ကစားခွင့်ရလာခဲ့ပါတယ် Fiorentina မှာအငားလည်းကစားခဲ့ဘူးတလို့ Aston Villa မှာလည်းတွားကစားခဲ့ဘူးပေမဲ့ဒဏ်ရာပြဿနာတွေကသူ့ကိုတောက်လျှောက်အလုပ်မပေးခဲ့ပါဘူးဒါနဲ့သူ့ကစားသမားဘဝကအသက်32နှစ်မှာပဲစတိန်တွားခဲ့ပါတယ်အရန်ကိုစောပါတယ်ဒါပေမဲ့သူကကစားသမားဘဝနားယူပြီးနောက်မှာ BBC Fox Sports CBS စတဲ့ရုပ်သံလိုင်းကြီးတွေတဲ့အားကစားတင်ဆက်သူအဖြစ်ကူးပြောင်းလာခဲ့ပါတယ်ရည်စရာကောင်းတာပျော်ပျော်နေတတ်တာသူ့ကိုစလဲစိတ်မဆိုးတတ်တာတွေကြောင့်လူကြိုက်များလာပြီးအစီအစဉ်တော်တော်များများမှာပါဝင်ရတဲ့သူဖြစ်လာပါတယ်အဲ့ဒီနီးနဲ့အနားယူပြီးဒေါ်လာ45 တန်းလောက်ပြန်ချမ်းသာလာခဲ့ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကတော့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ notify လုပ်ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့